အောက်ဆီဂျင်အလွန်နဲ့တောင်ထိပ်မြင့်နေပေါ်မှာတာမန်လူတွေထပ်ပို့ပြီးတော့မှအမောခံနိုင်တဲ့လူမျိုးစုတွေရှိရဆိုတာကိုသိကြလားတစ်ဖက်မှာဆိုလို့ရှိရင်လည်းရေခဲတုံးကြီးတွေကိုအိမ်လုပ်ပြီးတော့မှအေးခဲနေတဲ့ပင်လယ်ပြင်မှာအမဲလိုက်တဲ့လူမျိုးစုတွေရှိပါတယ်အဲ့ဒါတွေကတော့လူသားတို့ရဲ့ကြန့်ခိုင်မှုကိုစိန်ခေါ်နေတဲ့ကမ္ဘာအစွန်ရောက်လူသားမျိုးနွယ်စုတွေပါပဲသူတို့ရဲ့မယုံကြည်နိုင်စရာစွမ်းရည်တွေကိုပြပြပေးသွားပါမယ်ပထမဆုံးတစ်ခုကတော့နီပေါနိုင်ငံဟီမွေနာတောင်တန်းကရှားပါလူမျိုးစုတွေပါသူတို့ကကမ္ဘာအမြင့်ဆုံးအေဝါဒတောင်ကိုတက်မဲ့သူတွေအတွက်မရှိမဖြစ်အကူအညီပေးရတဲ့သူတွေဖြစ်ပြီးတော့မှထူးခြားတာကတော့အမြင့်ပေပေါင်းထောင်ချီမှာအောက်ဆီဂျင်နည်းနည်းလေးနဲ့တင်အေးအေးဆေးဆေးအလုံးလုံးနိုင်ကြတာပါသိပ္ပံနေကြစစ်ဆေးမှုတွေအရာသူတို့ရဲ့ခန္ဓာကိုယ်ကတာမန်လူတွေထက်အောက်ဆီဂျင်ကိုပုံမထိရောက်စွာအသုံးချနိုင်တဲ့မျိုးရိုးဗီဇဆိုင်ရာထူးခြားမှုရှိနေတာပဲဖြစ်ပါတယ်အေးတံကိုအန်တုပုံကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့အာတိတ်ဒေတာက Inuit ဒါမှမဟုတ် Eskimo လူမျိုးတွေကိုတွားကြည့်ရမှာပါသူတို့ကရေခဲတုံးတွေကိုစနစ်တကျဆင်ပြီး igloo လို့ခေါ်တဲ့အိမ်တွေကိုဆောက်လုပ်နေထိုင်ကြပါတယ်အပြင်မှာအေးခက်နေပေမဲ့အိမ်ထဲမှာတော့ခန္ဓာကိုယ်အပူချိန်နဲ့တင်နေတွင်းနေအောင်ဖန်တီးနိုင်တဲ့သူတို့ရဲ့ရှေ့ဟောင်းပိတုကပညာနဲ့ဝေလာငါဖြန်တွေကိုအမဲလိုက်တဲ့သူတို့ရဲ့ရရင်မှုကတကယ့်ကိုအံ့ဩစရာကောင်းလာပါတယ်နောက်ထပ်အထူးခြားဆုံးကတော့အိန္ဒိယနိုင်ငံကအာဂိုရီလို့ခေါ်တဲ့စာဒူးတွေပဲဖြစ်ပါတယ်သူတို့ကလူမှုပတ်ဝန်းကျင်နဲ့ကင်းကွာပြီးတော့မှတင်းချိုင်းမြေတွေပေါ်မှာနေထိုင်တတ်ကြသလိုခန္ဓာကိုယ်တစ်ခုလုံးကိုလူသေးအယိုးပြတွေနဲ့လိမ့်ကျန်ထားတတ်ကြပါတယ်တင်ချင်းတရားနဲ့တဘာဝရဲ့အနေစာသဘောတရားကိုနှစ်နဲ့ရှာရှာယုံကြည်ကြတဲ့သူတို့ရဲ့ထူးခြားဆန်းပြလွန်တဲ့ကျင့်စဉ်တွေကကမ္ဘာခီးသွားတွေနဲ့တပ်ပုံဆရာတွေအတွက်တော့အမြဲတမ်းပဟီတိဖြစ်နေတဲ့အကြောင်းအရာတွေပါပဲဒီမဝင်တာကတောင်ပေါ်သားတွေနဲ့ရေခဲအိမ်တွေကအမဲလိုက်တဲ့သူတွေဒီလိုထူးခြားတဲ့လူမျိုးစုတွေအကြောင်းကိုမိတ်ဆွေတို့ရောစိတ်ဝင်စားကြလားကမ္ဘာလူမျိုးစုတွေမှာဆိုလို့ရှိရင်ဘယ်သူတွေရဲ့စမ်းရည်ကပိုပြီးတော့မှအံ့ဩစရာကောင်းလဲဆိုတာကိုခေါင်းမပြောပြခဲ့ပါဦး